အခုလက်ရှိရတော့ဒါပြုံးလင်မျိုးအဝင်ကျွန်တော်တောက်တောင်ရက်ကွက်ထဲမှာဆောက်လုပ်ပေးနေတဲ့နှစ်ထပ်ကွယ်အာစီတိုက်ရဲ့လုပ်ငန်းခွင်အနေထားဖြစ်ပါတယ်အာစီတိုက်ရဲ့အကျယ်ကတော့35ပေအကျယ်ဖြစ်ပါတယ်လက်ရှိရတော့ဒါတချို့ကော်လန်နိုင်နေနဲ့ကျွန်တော်တို့ဖူတင်တွေကတော့လောင်းပြီးတော့ပါပြီကျွန်တော်ဒီထဲမှာတော့လက်ရှိဒါ basement ပါလာတဲ့အတွက်ဖူတင်နေနဲ့ကျွန်တော်တို့ဟလာဒီ map ဖူတင်ပုံစံမျိုးကိုတုံးပြီးတော့လုပ်ထားပါတယ်နောက်တစ်ခုကတော့ကျွန်တော်ဒီရှေ့မှာဖြစ်ပျက်ခဲ့တဲ့ငလင်ရဲ့ side effect တွေစိုးကျိုးတွေကိုကျွန်တော်တို့သိတယ်တွေ့ခဲ့တယ်ဒီအတွက်ဒီလိုမျိုးဖြစ်လာတဲ့အချိန်မှာသူများထက်ပို့ပြီးတော့တောင်းတောင်းတင်းတင်းဖြစ်အောင်ပို့ပြီးတော့ခိုင်ခန့်အောင်လုပ်တဲ့ကိုင်တဲ့နေရာမှာဟလာဘီလက်မြေတုံးတဲ့နေရာမှာပြီးတော့တံပင်ချီတဲ့နေရာတွေမှာလည်းလုံးဝဒီအလျှော့ပေးပြီးတော့ဟလာပယံလက်သမားတွေနဲ့တန်ချီတန်ခွေးကိုအလိုလိုက်ပြီးတော့လျှော့ပေးတာမျိုးမရှိဘူးဟလာလုံးတင်လုံးထိုက်တာကိုလုံးဝကိုဟိုစစ်စစ်နေတကြနဲ့ဖြစ်အောင်လို့လိုက်ပြီးတော့တေချာကြည့်စစ်ဆေးပြီးတော့မှလောက်ထားတာဖြစ်ပါတယ်မနှက်ဖြန်ကိုကျွန်တော်စပြီးတော့လောင်းတော့မှာဖြစ်ပါတယ်တံမြန်းတော့အောက်မှာကျွန်တော်တို့ဒီ16မီလီသုံးထားတယ်တန်ကဘာမှတန်မဟုတ်ပါဘူးကျွန်တော်နိုင်ငံခြားတန်တွေဖြစ်ပါတယ်နိုင်ငံခြားတန်တွေကိုသုံးထားပြီးတော့6လက်မကြားနဲ့ကျွန်တော်တို့ဒါရက်ထားတယ်အပေါ်မှာတော့16မီလီကိုမသုံးတော့ဘဲနဲ့12မီလီကိုကျွန်တော်တို့4လက်မကြားရက်ထားတာဖြစ်ပါတယ်တိုင်ဒီကော်လာနိုင်တွေအတွက်လည်းကျွန်တော်16မီလီနိုင်ငံခြားတန်တွေကိုသုံးထားပါတယ်ပြီးတော့လက်ရှိဒီမှာသုံးထားတဲ့ star queen ကျွန်တော်တို့ဒီ diamond queen တွေကိုလည်းဒီသတ်မှတ်ထားတဲ့ spacing သတ်မှတ်ထားတဲ့အတိုင်းကျွန်တော်တို့ဒါတေချာတွက်ချက်ပြီးမှပဲကျွန်တော်ထည့်ထားပါတယ်အဲ့တော့တခုခုဖြစ်လို့အဆောက်အဦပြိုကျပျက်စီးမှာကိုကျွန်တော်တော်တော်လေးကြောက်ပါတယ်ဒီအတွက်အလုပ်လုပ်တဲ့အခါမှာငွေကုန်ကြေးကျခံပြီးတော့လုပ်တဲ့အနေအထားတစ်ခုမှာပစ္စည်း quality အပြည့်အဝသုံးတယ်ပစ္စည်း quality အပြည့်အဝသုံးသလိုဟုတ်လားဒီလုပ်တဲ့ကိုင်တဲ့နေရာမှာလည်းစီးစင်းတဲ့တကြားနဲ့လုံးဝတေချာကြီးကျယ်အကျက်မှတ်ပြီးတော့မှလုပ်တာဖြစ်ပါတယ်ပေါ့ပေါ့ရော်ရော်တခုမှမလုပ်ပါဘူးကောင်းမဲ့ထင်တဲ့အရာအားလုံးကိုကောင်းအောင်လိုက်လုပ်ပေးထားတာဖြစ်ပါတယ်